လိမ့်ဆိုင်မှာပြင်းကြီးရဲ့ပန်နာနီလေးရောက်နေစွာသိပွားရည်လားဒီ vlog လေးကတော့ဟန်နီတို့တငယ်ချင်းတွေ့နေတူတူလိမ့်ဆိုင်မှာ triple တိတ်ပြီးတော့ပန်နာနီငပြင်းလေးတွေတွားကြည့်ခဲ့တဲ့ vlog လေးဖြစ်ပါတယ်ကဲဆိုတော့ကပန်နာနီလေးတွေကိုမကြည့်ရသေးဟန်နီနဲ့တူတူဗီဒီယိုဆောက်တီးလိုက်ကြည့်ပေးကြအောင်နော် Saturday Sunday လည်းပြန်ရောက်ပြီဆိုတော့ပေသွားရင်ကောင်းမလဲစဉ်းစားရင်းနဲ့နောက်ဆုံးကျတော့ TikTok ပေါ်မှာအဲ့ပန်နာနီလေးရောက်နေရဆိုပြီးတော့တွေ့ရပေါ့နော်အားနဲ့တငယ်ချင်းတွေကိုလည်းတွားကြမယ်ဆိုပြီးတော့လိမ့်ဆိုင်မှာချင်းပြခဲ့ပါတယ်အတိုင်းပြောရင်အဲ့လိမ့်ဆိုင်ကိုမရောက်တာဆယ်စုနှစ်တစ်ခုလောက်ရှိတော့မယ်ပေါ့နော်တကယ်မျိုးပြတွေကတောအုပ်သေးသေးလေးกว่าဒီလားလုံးဝအဲ့လိုဝင်လိုက်တာနဲ့လေအေးချမ်းပြီးတော့တစ်ပစ်နေရှိရဲ့နေရာကိုရောက်သွားတာခါလီကိုကမြို့ပြရင်းနဲ့ဝေးရလဲသွားချင်တဲ့အချိန်လည်းမပေးနိုင်ဘူးခီးလည်းမထွက်နိုင်ဘူးဆိုရင်ဒီမြို့ပြတွေကတောအုပ်လေးကတင်းတော်တော်လေးကို relax လုပ်ဖို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်လာမှာပါဝင်းနဲ့ဝင်ချင်းမှာပဲအခုလိုမျိုးနဲ့စားတွေ့ရဆိုလက်ဆွဲပြီးနှုတ်ဆက်ခဲ့ပါတယ်ကဲအဝလေးနှုတ်ဆက်ဖို့ရည်ဆိုဟန်နီနဲ့တူတူတစ်ပတ်ကြည့်ကြမယ်တမင်လေးတွေကလေတငယ်ချင်းနဲ့တူတူပဲသေးလားဂျိုလေးတွေကစားချစ်စရာလေးဒါပေမဲ့အဲ့သူတို့နေတဲ့ကံကိုနည်းနည်းလေးတန်ရှင်းလုပ်ပေးတဲ့လို့ထင်နေပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုလာရောက်လဲပဲသူတွေကအစာတွေကျွေးလို့အောက်ချဝိုင်းဆိုလဲအောက်မှာအဲ့လိုမျိုးသူတွေမစင်နေလားဖွက်တွေလားတော့မသိဘူးအဲ့လိုရောပြီးတော့စားနေရကွာနည်းနည်းအမြင်တော့မသိဘူးဒီဘေးကကျမရောက်ကလေးကစိုက်ကြည့်နေရှက်အောင်လာပြီမိရောက်ဆိုရင်လည်းရုပ်ရှင်ထဲမှာပဲမြင်ဘူးကအခုတော့လက်တွေ့ကိုတွေ့ခဲ့ပါပြီဒါပေမဲ့သူတို့ကမလုံမရှက်နဲ့ဆိုတော့ရုပ်ထုကြီးလာတကယ်အစ်စ်လာမသိကွယ်ဘူးဒါကတော့နှစ်ဘွားလောက်မဖွင့်နိုင်ရေပိုက်ကောင်းအခုမှဖွင့်နေရတဲ့လို့အမိရိုက်လာပါကဲအခုဆိုရင်တော့လူဆုံးပါပြီလေဖို့ဖက်ဖို့နေရရင်လည်းအများကြီးကြံသေးရဲဆိုတော့ထိတ်လာတဲ့မုံလေးရေးစားပြီးအရင်ဆုံးအပြည့်လိုက်ပါဦးမယ်ဒီလိုမွေမျိုးကပွဲသေးမှလည်းအများကြီးတွေ့နေကြဆိုတော့အထူးတလဲတော့မကြောက်နေတော့ဘူးပေါ့နော်။မျိုးမတူတဲ့မွေမျိုးစားလေးတွေ့ရနည်းနည်းလေးတော့အထူးဆန်းတာဖြစ်ပါတယ်။ဒီလိတ်တွေမွေကြည့်ပြီးလမ်းလျှောက်နေနေအယုံလေးတွေ့ရမှာနော်။အိုးချစ်စရာလေးအတက်မှာယုံနေပြင်အမဟိုးနောက်မှာကွာပူးလေးပါရှိရကွာဒီလား။အကိုကလည်းအစင်စိတ်ကစုံရကဝယ်မလာမီတော့အောက်မှာတစ်ချောင်းကြာနေရတွေ့ရနေအားနဲ့ကောက်ကြည့်လိုက်တာ။စားတယ်တော်ချစ်စရာလေးမကြည့်ပါဘူးခုမှအချီမူထလာတဲ့ရုပ်လေးနဲ့အနည်းကတော့ပူးလို့ထင်တယ်ပေါ့နော်။ဟမ်စတာလာပူလာတော့မသိခွဲဘူးကဒါကိုတီးရဲ့နာမည်ပြောလိုက်တာပါလိုပဲလမ်းလျှောက်လိုက်ရင်စိန်ကြသုံးတတဝါကိုလမ်းမှာလည်းတွေ့ခဲ့ပါသေးတယ်ဒါကတော့လိုပဲလှောင်ရင်းထဲမှာဟုန်ငင်းတင်ရင်းနဲ့အမြဲလမ်းဘက်လျှောက်နေတဲ့ကြားကြီးပါဒီကြားကြီးကိုလေအပေါ်ကနေကြည့်တဲ့ view နေရလေတော်လေးလှတယ်ဒီလားတကယ် photo spot နေရလေအဲ့လိုရှောက်လန်းလေးတစ်ပင်လေးတွေအုပ်ပြီးတော့နေလေးထိုးနေရဆို oh shit နောက်တစ်ခုတိတ်ပုံဝင်မကြလေအဲ့လီယိုပတ်ကိုဘာကိစ္စငားတွေဖြစ်ကျွေးလဲတော့မသိဘူးပေါ့နော်အဲ့တခုတော့လုံးဝပုံဝင်မကြဘူးအဲ့တော့စကားပြောတဲ့ချက်သူရေးလေးပါကိုက hello ဆိုသူလည်း hello ပဲ hello မအိုး hello ကဲနောက်တစ်ကောင်လှည့်ကြတာကတော့မိုမိုတို့လဲပါဒီကိုတွေ့ရတဲ့အိတ်စင်လေးကညစီပြေးတာအိုးချစ်စရာလေးဒါကတော့နောက်ဆုံးပဲအိမ်နဲ့လဲပန်နာနီလေးစီသွားနေရပါအခုလောလောဆယ်နည်းနည်းဟော့နေရဆိုတော့အိမ်ပန်နာနီနားမှာလူလေးလောနည်းနည်းများတယ်ပေါ့နော်ပန်နာနီတော့ပန်နာနီပါပဲဒါပေမဲ့လမ်းမှာတွေ့ခဲ့တဲ့ဝက်နဲ့တော့သူတာကိုကသူပါပါပဲလက်တစ်ဖက်ချောင်းတစ်ဖက်ကိုတွဲလောင်းချပြီးတော့အိတ်တာဆိုတော့ပြီးတော့တစ်ခေါင်နဲ့အိတ်တာလည်းမဟုတ်ဘူးကွာအကောင်ပေါက်စီအိတ်တာအဲ့တော့ကိုကြီးလည်းသူတို့အိတ်တာလေးပဲကြည့်ပြီးတော့တပုံလေးရိုက်ပြီးပြန်လာခဲ့ပါတယ်ကဲဒီ vlog လေးကတော့လောက်ပါပဲအိတ်ပန်နာနီလေးကိုမကြည့်ရသေးရင်သွားကြည့်ခဲ့ကြအောင်နော်ကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်နောက်ပတ်စံနေမှာပြန်နေကြမယ်နော်